ပြင်သွားတဲ့အခါခီးသွားတဲ့အခါဒါမှမဟုတ်ကော်ဖီဆိုင်ထိုင်တဲ့အခါမီးချစ်ပါဖို့မေ့သွားလို့တစ်ဖက်လူကိုမီးချစ်လေးခဏလောက်ဆိုပြီးအာနာပါနာတောင်းနေရတော့မလားဒါမှမဟုတ်အိတ်ထဲမှာမီးချစ်ကြီးကဖောင်းနေလို့စတိုင်ပြက်နေပြီလားအခုဆိုရင်အဲ့ဒီပြဿနာတွေကိုဒီ mini secret lighter လေးကအပြီးတိုင်ဖြေရှင်းပေးလိမ့်မယ်ဒီမီးချစ်လေးကိုကြည့်လိုက်ပါအရွယ်စားကလက်တစ်စစ်စာလောက်ပဲရှိတယ်ဒါပေမဲ့ဒီမီးချစ်ရဲ့စွမ်းဆောင်ရတကယ်အမခမ်းပါပဲမီးချစ်ဆိုပေမဲ့ gas လည်းပြည့်စရာမလိုအားတွင်းစရာလည်းမလိုဘူးစီထည့်စရာလည်းမလိုဘူးကိုယ်စီမှာရှိတဲ့ type C ဖုန်းလေးတစ်လုံးရှိရင်ကိုရပြီဖုန်းရဲ့အောက်ခြေ type C ပေါက်မှာတာလေးတက်လိုက်ရင်ပဲ plug and play ဆိုတဲ့အတိုင်းပဲတက်လိုက်တာနဲ့တန်းပြီးအလုပ်လုပ်ပါတယ်ဒါပေမဲ့ဖုန်းမှာတော့ OTG ဆိုတဲ့ function ပါဖို့လို့လိုပါတယ်အဲ့တော့ဒီမီးချစ်ရဲ့အမိုက်ဆုံးအချက်ကဘာလဲဆိုရင်တက်ပြီးတာနဲ့လေမှုတ်လာနဲ့တန်းသုံးလို့ရပါတယ်မီးတောက်ထွက်လာဖို့ခလုတ်နှိပ်စရာမလိုပါဘူးတက်ပြီးတာနဲ့မီးချစ်ရဲ့အပေါ်မှာပါဝါရတာနဲ့အပြာရောင်လေးလင်းလာပြီးတော့လေမှုတ်လိုက်တာနဲ့အနီရောင်မီးကွိုင်အဖြစ်ပြောင်းသွားပါတယ်အဲ့တော့အိတ်ကတ်ထဲမှာအမှတ်မထင်ပုတ်တိုက်မိပြီးမီးပွင့်မှာလည်းကြောက်စရာမလိုဘူးပြီးတော့သူကမီးတောက်အစ်စ်မဟုတ်ပဲအလွိုင်းမီးကွိုင်နဲ့အပူပေးတာဆိုတော့လေတိုက်တို့မီးငိမ့်သွားမှာကိုလည်းစိတ်ပူစရာမလိုတော့ဘူးလုံခြုံရေးအတွက်လည်းစိတ်မပူပါနဲ့သူက 6.5 watt ပဲသုံးတာဆိုတော့ဖုန်းဘက်ထရီကိုလည်းထိခိုက်မှုမရှိတော့ပါပဲ short circuit protection နဲ့ over temperature protection တွေလည်းပါတာမို့စိတ်ချလက်ချအသုံးပြုလို့ရပါတယ်တောကျိတ်လေးနဲ့တွဲထားမလားအိတ်ကတ်ထဲပဲထည့်ထားမလား style လဲကြတယ်အသုံးလဲတဲ့လေဒီ mini lighter လေးကိုဆောင်းထားဖို့မမေ့ပါနဲ့ဟုတ်စိတ်ဝင်စားလို့မှားချင်တယ်ဆိုရင်ကျွန်တော်တို့ MBH ကိုအချိန်မီအားပါတရဆက်တွေဝယ်နိုင်ပါတယ်ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ